မွေးကလေးကရွှေစွန်းကြိုက်ပြီးမွေးလာကြတဲ့တောင်ကိုရီးယားအနုပညာရှင်၈ဦးဒီနေ့တင်ဆက်ပေးသွားမှာကတော့လက်ဖြားခါလောက်တဲ့မိသားစုစည်းစိမ်ခံဘဝကနေလာတဲ့တောင်ကိုရီးယားတရုတ်ဆောင်၈ဦးအကြောင်းပဲဖြစ်ပါရဲ့ရှင်ပထမဦးဆုံးတစ်ယောက်ကတော့အသက်35နှစ်အရွယ် K-pop ဂီတပညာရှင် Super Junior အဖွဲ့ဝင်ချွဲစီဝမ်ပဲဖြစ်ပါတယ်သူကတာမန် Superstar မဟုတ်ပါဘူးရှင်ဇိမ်ခံကဘာတစ်ခုမှမွေးဖွားခဲ့တဲ့သူဖြစ်ပါတယ်သူရဲ့ဖေကနာမည်ကြီးဆေးဝါးကုမ္ပဏီဖြစ်တဲ့ Boreon Medicine ရဲ့ CEO ဖြစ်တဲ့အပြင်သူ့အမေကလည်း Fashion တစိမ့်တွေပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့သူရဲ့မိသားစုကအကြီးမားဆုံးဟွန်တိုင်းကုန်တိုင်းနဲ့အခြားလုပ်ငန်းတွေတပြုံကြီးကိုပိုင်ဆိုင်ထားပါတယ်ဒါကြောင့်စီဝမ်လိုချင်ခဲ့ရင်ကိုရီးယားရဲ့ထိပ်တန်းရုပ်မြင်သံကြားဖြစ်တဲ့ MBC ကိုအေးဆေးဝင်နိုင်လောက်ပါတယ်အခုလိုချမ်းသာနေုံတင်မဟုတ်ဘဲနဲ့အနုပညာဘက်မှာလည်းကိုရီးယားရဲ့အောင်မြင်ဆုံးယောက်ျားလေးအဖွဲ့တစ်ဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့တန်းချီဝင်ငွေရပြီးတော့ She Was Pretty လိုနာမည်ကြီး K-drama တွေမှာပါဝင်ခဲ့ပြီးတော့မရင်မတွက်နိုင်တဲ့ထုတ်ကုန်တွေရဲ့ model လေးဖြစ်ပါတယ်ဒါပေမဲ့စီဝမ်ကသူ့ရဲ့ကြော်ကြားမှုနဲ့ချမ်းသာမှုတွေကိုသူတစ်ပါးကိုကူညီလူရန်တဲ့နေရာမှာသုံးလေးရှိရသူပါ2019ခုနှစ်မှာလည်း UNICEF အရှိအာရှဆိုင်ရာတန်တမန်ဖြစ်နေခန့်အပ်ခံခဲ့ရပါသေးတယ်ရှင်နောက်ထပ်တစ်ယောက်ကတော့လူတိုင်းသိကြတဲ့ Girl Generation အဖွဲ့ဝင်စုယောင်းပဲဖြစ်ပါတယ်။ဂီတလောကမှာဘီရင်မတလဲဖြစ်တဲ့အပြင်ရုပ်ရှင်လောကမှာလည်း Move to Heaven ဆိုတဲ့ Netflix series နဲ့ပရိသတ်နှလုံးသားတွေကိုခိုးယူခဲ့တဲ့အသက်32နှစ်အရွယ်မင်းသမီးတစ်လက်ပါဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတာကတော့စုယောင်းကဂုံသတင်းကြီးမားတဲ့မိသားစုနောက်ခံကနေလာတာပါ။သူမအဖိုးကကိုရီးယားကနာမည်ကြီးဘီသူကရုံးရဲ့အကြီးအစား CEO ဖြစ်ပြီးတော့နာမည်ကြီးဆိုးအမှုပညာဗဟိုကိုတော်မှစောက်လုပ်ခဲ့တဲ့သူပါ။ဒါတင်မလုံလောက်သေးပါဘူး။သူမအဖေကလည်းထုတ်လုပ်ရင်းနဲ့စောက်လုပ်ရေးကုမ္ပဏီရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါသေးတယ်ရှင်တတိယမြောက်တစ်ယောက်ကတော့ဟာတာကေဒရမာစီးရီးဖြစ်တဲ့ဝါကီကီရဲကမင်းသားလီရီချောင်းပဲဖြစ်ပါတယ်နိုင်ငံတကာအထိခင်ချာနာစရိတ်စကလုံးနဲ့ထိုးဖောက်လူတီများသွားခဲ့တဲ့ပြင် Hotel de Luna နဲ့ Descendants of the Sun တို့မှလည်းပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်အသက်32နှစ်အရွယ်လီကီယောင်ကတာမန်ချမ်းသာရေးမိသားစုကနေလာတာမဟုတ်ပါဘူးသူ့ဖေက LG Innotech ရဲ့ CEO ဖြစ်ပါတယ်။ဒါပေမဲ့သူကတော့အထက်တန်းကျောင်းထွက်ပြီးတော့သူ့ချရာပေါ်သူရက်တီခဲ့တဲ့သူပါ။တာမန်စီပေါ်တဲ့ခါမိုးထက်မှာအိမ်ငှားနေခဲ့ပြီး DVD comic book ဆိုင်တို့မှာအချိန်ပိုင်းလောက်ကဝင်ခွေရှာချွေတာနေခဲ့တဲ့သူဖြစ်ပါတယ်ရှင်။နောက်တစ်ယောက်ကတော့ Blackpink အဖွဲ့ဝင်ကြီးစုပဲဖြစ်ပါတယ်။အသက်26နှစ်အရွယ်ရှိပြီဖြစ်တဲ့ကြီးစုကဖျော်ဖြေးကုမ္ပဏီကြီး CEO ရဲ့သမီးပဲဖြစ်ပါတယ်။ဒါအပြင်စီလာခေကလေးကစတင်ခဲ့တဲ့တော်ဝင်မျိုးရိုးကနေဆင်းသက်လာသူလည်းဖြစ်တယ်။ဒါပြင်ကြီးစုကအစိုးအမှုပညာကျောင်းကိုတက်ခဲ့ပြီးတစ်နှစ်ကိုဒေါ်လာ1000အထိကျောင်းစိတ်ကုန်ကျခဲ့တယ်လို့လည်းဆိုပါသေးတယ်။တကယ်မမကြီးစုရောကချမ်းသာရေးမိသားစုကလာတဲ့အပြင်စိတ်သဘောထားကပါပြည့်ပြည့်စုံတဲ့နိုင်ငံကျော်အစိုးရနဲ့ရုပ်ရှင်မင်းသမီးလေးဖြစ်ပါတယ်။ငါးရမြောက်သူကတော့ Stronger Boom လို့လူသိများတဲ့ပရိသတ်အကြိုက်ဆုံး K-drama တဲကမင်းသား Park Hyun-sik ပဲဖြစ်ပါတယ်ရှင်။သူ့ရဲ့ဖေကတော့ BMW ကားကိုရီးယားရဲ့ဘုတ်အဖွဲ့ဝင်ဖြစ်နေပါတယ်။ဇင်ခံကားတွေစမတ်ကြတဲ့ဒီဇိုင်းတွေရဲ့ဖန်တီးရှင်ဆိုလဲဟုတ်ပါတယ်ရှင်။ဒါကြောင့် Park Hyun-sik အတွက်ကားနဲ့ပတ်သက်ရင်လူတကာထက်သာပြီးတော့စတိုင်ကြနေမှသိချပါတယ်။6ရက်မြောက်အချမ်းသာဆုံးမိသားစုကနေဆင်းသက်လာတဲ့သူကတော့2008ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့ 2PM အဖွဲ့ဝင်ပဲဖြစ်ပါတယ်။သူကတော့ American မှာမွေးပြီးထိုင်းမှာကြီးပြင်းခဲ့ုံသာမကမကြာခဏထိုင်း New Zealand နဲ့ American မှာတောင် Fancy Scammersy ကျောင်းတွေကိုတက်ခဲ့တဲ့သူဖြစ်ပါတယ်။ဒါကြောင့်လေမကြာခဏဆိုသလိုဂျက်လီရနဲ့ဟိုသွားတီသွားလာနေတဲ့ rich kid လေးဖြစ်ပါတယ်။သူ့ရဲ့အမေကလည်းထိုင်းနိုင်ငံကထိပ်တန်းဆေးဝါးကုမ္ပဏီ Union Medical ရဲ့ CEO ပါ။ဒါကြောင့်လေကိုရီးယားမှာထိုင်းမင်းသားလို့နာမည်ပြောင်းရထားတာကအံ့ဩစရာမရှိပါဘူးရှင်။9ယောက်မြောက်အံ့ဩဖွယ်ကောင်းတဲ့သူကတော့42နှစ်အရွယ်အလှမဲ့သရုပ်ဆောင်ဖြစ်တဲ့ Kim Tae Hee ပဲဖြစ်ပါတယ်။ပါရမီရှင်အင်ချန်မြေလုပ်ငန်းရှင်ဆိုလည်းမမှားပါဘူးရှင်ဒီမျိုးသမီးလေးကဘယ်လုပ်ငန်းကြီးတစ်ခုလို့ဘလို့လုပ်ရမယ်ဆိုတာသိတဲ့အပြင်သူမရဲ့ချမ်းသာကြွယ်ဝမှုကိုခင်ပွန်းဖြစ်သူရိန်းနဲ့ပေါင်းဆက်ကတနိုင်ငံလုံးကလှုပ်ခတ်နေတဲ့သူဆိုလည်းမမှားပါဘူးသူမကချမ်းသာရေးမိသားစုတစ်ခုနဲ့ပတ်သက်ပြီးသားပါသူမရဲ့အဖေက Hankook Union Transportation Company ရဲ့ဥက္ကဋ္ဌပါနေ့စဉ်အရောင်းဝယ်ကကိုရီးယားဝယ်15ဘီလီယံထက်ပိုများတယ်လို့ဆိုပါတယ်ရှင်နောက်ဆုံးတစ်ယောက်ကတော့ Snowdrop ဇလန်တွဲထဲမှာမမကြီးစုနဲ့တွဲဖက်သရုပ်ဆောင်ခဲ့တဲ့မင်းသားကြောင့်ဟေအင်မဲဖြစ်ပါတယ်အသက်33နှစ်အရွယ်ခံညားတဲ့ဒီမင်းသားလေးက While You Were Sleeping ကနေ Something in the Rain, Prison Playbook စတဲ့အောင်မြင်တဲ့ဇာတ်လမ်းတွေရဲ့အဓိကနေရာကနေပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့ကြောင်ဟီအင်ကကြောင်ဟွတ်ကြောင်ရဲ့မြေတော်ဆက်တဲ့သူဖြစ်ပါတယ်။ဂျိုဆွန်ခေရဲ့ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးနဲ့ကြီးကျယ်တဲ့အတွေးခေါ်ပညာရှင်ပါ။ဒါအပြင်သူမိဘတွေစေယုံတယုံရှိတယ်လို့လည်းသိရပါသေးတယ်။ဒါကြောင့်မင်းသားကြောင်ဟီအင်ကရုပ်ချောနေုံသားမကစိတ်ပိုင်းဆိုင်ရာမှာရောနူးညံ့သိမ်မွေးပါနဲ့တဲ့သူဖြစ်နေတာပါ။ဒီကနေ့တင်ဆက်ပေးခဲ့တာတွေကိုလည်းနှစ်သက်မယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။